မဲမင်္ဂလာပါရှင်စတာကုမ္ပဏီတင်နာမှာကြိုဆိုပါရစေညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ accounting class မှာပါတဲ့ T account စီရင်သွင်းတဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်လို့မသိသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးတင် Okay အဲ့ဆိုကျွန်တော်တို့က T account စီရင်သွင်းတော့မယ်ဆိုလို့ရှိရင် account ပုံစံလေးကိုဒီမှာဆွဲထားပေးရတယ်ပေါ့နော် T account ဆိုရင်ကျွန်တော်ဒီအတိုင်းလေးဆွဲထားပေးပါအဲ့ဆိုတော့စီရင်သွင်းမယ်ဆိုတော့ကျွန်တော်တို့က 30.4 နော်ပြီးတော့ဒီမှာဆိုရင်နံပါတ်1 April လ1ရက်နေ့မှာတဲ့ဆိုတော့ Harry startup business ဟာရဆိုရင်ကျွန်တော်တို့စတင်လိုက်တဲ့ wage ကငွေသား6000နဲ့လုပ်ငန်းတစ်ခုကိုကျွန်တော်ကစတင်လိုက်တာဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ Harry လို့နာမည်ပါတာဖြစ်တဲ့အတွက် name Harry account နဲ့ account တစ်ခုခွဲလိုက်တဲ့အခါမှာ cash account ဆိုပြီးတော့ကျွန်တော်ခွဲလို့ရတယ် Harry လို့မသုံးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းတစ်ခုကိုစတင်လိုက်တဲ့သူဖြစ်တဲ့တုံးနဲ့ရှားတယ်ပေါ့နော်capital account နဲ့ cash account လို့သုံးလို့ရပါတယ်။အဲဆိုစမကတော့နာမည်ပါတာဖြစ်တဲ့အတွက် Harry account ဆိုပြီးတော့စမစရင်ထည့်လိုက်ပြီးသွားပြီဆိုရင်စမတို့ကနောက်တစ်ခုက cash account ပေါ့။ဟုတ်ပြီနော်။ပြီးပြီဆိုရင်စမတို့က Harry ကလုပ်ငန်းထဲကိုငွေသား6000ဖြစ်တဲ့အတွက် cash account မှာဒီစမတို့ကဘာဖြစ်မှလဲဆိုရင်ငွေဝင်မယ်။ Harry လို့ရေးလဲရတယ်။မာတင်ငွေဖြစ်တဲ့အတွက်စမတို့က capital လို့ရေးလဲရတယ်။ဘလောက်မှာ6000ဟုတ်ပြီနော်အဲဆိုတော့ Harry account မှာကကြတော့ငွေထွက်သွားမယ် cash ဘယ်လောက်လဲဆိုရင်ဒီမှာ6000ဆိုပြီးတော့စေဟုတ်ပြီနော်နောက်ကကြတော့သူ2ရက်နေ့မှာတဲ့ပါရှိ furniture သူတို့က furniture တွေကိုဝယ်လိုက်တာ for cash ဘာနဲ့ဝယ်လိုက်တာလဲငွေသားနဲ့ဝယ်လိုက်တယ်1000ဘူးဒါဆိုရင်သူတို့ကဘာအကောင့်နဲ့ဘာအကောင့်ဖြစ်မှာလဲဆိုရင်သူတို့ဒီ furniture account နဲ့ cash account ဟုတ်ပြီနော်ဆိုတော့စမကဒီမှာဆိုလို့ရှိရင်ဒီဘက်မှာ furniture ဆိုပြီးတော့ရေးလိုက်မယ် furniture account ဟုတ်ပြီနော် furniture account မှာကကြတော့ဘာဖြစ်မှာလဲဆိုရင် debit ဖြစ်မယ်ငွေသားနဲ့ဝယ်လိုက်တာဖြစ်တဲ့အတွက်ငွေမှာကကြတော့ credit ဖြစ်မယ်အဲဆိုရင် cash account မှာကကြတော့ furniture ဆိုပြီးတော့စမရေးလိုက်မယ်ဘယ်လောက်လဲဆိုရင်ဆိုလို့ဒီ1000ဟုတ်ပြီနော်ပြီးတော့ဆိုတော့က furniture account မှာကကြတော့ cash အဲဆိုဆိုလို့1000ကိုဝယ်လိုက်တယ်ပေါ့ဟုတ်ပြီနော်နောက်ကကျတော့ကျွန်တော် number 3အနေနဲ့ပါလဲဆိုရင် box ကျွန်တော်ဒီကုန်ပစ္စည်းတွေကိုကျွန်တော်ကဝယ်လိုက်တယ်တဲ့တွားပါလဲဆိုလို့ရှိရင် for cash ငွေသားနဲ့ဝယ်လိုက်တာပြီးရင်ဘယ်လောက်လဲဆိုရင်1000ပဲပေါ့ဒါဆိုရင်ကျွန်တော်ဒီ good account နဲ့ cash account ဆိုပြီးတော့ဖြစ်သွားမယ်အဲဆိုရင် cash account ကရှိပြီးသားဖြစ်တဲ့အတွက်ထပ်ပြီးတော့သုံးစရာမလိုတော့ဘူးဒါဆိုဘာ account နဲ့သုံးပါလဲဆိုရင်ကျွန်တော်ဒီ good account အဲဆိုကျွန်မကနေမှာအောက်မှာတခြားနေလိုက်မယ်ဆိုလို့ဒီ GOODS ကို account ဆိုပြီးတော့စမထည့်လိုက်မယ်အဲဆိုရင်ဘယ်မှာ debit ဘယ်မှာ credit လဲဆိုတော့ကုန်ပစ္စည်းတွေကိုဝယ်လိုက်တာဖြစ်တဲ့အတွက် good account မှာဒီဘာလာမှာလဲဆိုလို့ရှိရင် debit ပြီးတော့ရင် cash account မှာငွေသားနဲ့ဝယ်လိုက်တာဖြစ်တဲ့အတွက် credit အဲဆိုကျွန်တော်က cash account မှာဘာဝယ်လိုက်တာလဲကုန်ပစ္စည်းဖြစ်တဲ့အတွက် good ဘယ်လောက်ဖို့လဲဆိုရင်ကျွန်တော်က2000ခွဲဖို့ဟုတ်ပြီနော်ပြီးတော့ရင် good account မှာကကြတော့ဘာဖြစ်မှလဲဆိုလို့ရှိရင်ဒီငွေသားနဲ့ဝယ်လိုက်တာဖြစ်တဲ့အတွက် cash ပြီးတော့ရင်ကျွန်တော်တို့က2000ခွဲလို့စီရင်တင်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနံပါတ်ဘယ်လောက်ထိပြီးတော့ရင်လဲဆိုရင်နံပါတ်3ထိပြီးသွားမယ်ပေါ့ဟုတ်ပြီနော်ပြီးတော့နောက်တစ်ခုက purchase from Manohar စီကနေပြီးတော့တဲ့ on credit အကျွေးဝယ်လိုက်တယ်ဘာလဲဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်1000ခွဲပို့ကုန်ပစ္စည်းတွေကို Manohar စီကနေပြီးတော့ credit အကျွေးဝယ်လိုက်တာဒါဆိုရင်ငွေသားနဲ့ဝယ်တာဖြစ်တဲ့အတွက် cash account မှာစဉ်းစားစရာမလိုဘူးဘာအကောင့်နဲ့ဘာအကောင့်ဖြစ်သွားမလဲဆိုရင် good account နဲ့ Manohar account ဟုတ်ပြီနော် good account တွေရှိပြီးသားဒါဆိုရင်ကျွန်တော်တို့က Manohar account ဆိုပြီးတော့စမထည့်လိုက်မယ်ဆိုတော့ဘယ်မှာ debit ဘယ်မှာ credit လဲအဲဆိုကျွန်တော်ဒီမှာဆိုရင်သူကကုန်ပစ္စည်းကိုဝယ်လိုက်တာအကျွေးပဲဝယ်လက်ငင်းဝယ်ကုန်ပစ္စည်းတွေကရလာမှာဖြစ်တဲ့အတွက်ကိုဆိုတဲ့အကောင့်မှာကကြတော့ Manohar ဘယ်လောက်လဲဆိုရင်ကျွန်တော်ကဒီမှာဆိုရင်တော့1000ခွဲဆိုပြီးတော့တောင်းလိုက်မယ်အဲဆိုကျွန်တော် Manohar account မှာကကြတော့ဘာဖြစ်သွားမှာလဲကျွန်တော်ဒီသူကထွက်သွားမှာကုန်ပစ္စည်းတွေထွက်သွားမယ်နော်အဲဆိုကျွန်တော်ဘယ်လောက်လဲဆိုရင်1000ခွဲဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်โอเคเนาะဒါဆိုရင်ကျွန်တော်နောက်ပုံစံလေးတွေလည်းဒီတိုင်းလေးနောက်ကျွန်တော်နောက်ဒီမှာဆိုလို့ရှိရင်နံပါတ်လေးတွေလည်းဒီတိုင်းလေးစီရင်တင်တက်မယ်လို့ထင်ပါတယ်ရှင်
Okay ဒါကတော့စမတို့ကဒီ account စီရင်သွင်းတဲ့နည်းလမ်းလေးပါဒီ account လေးနဲ့ပတ်သက်ပြီးတော့ဒီလိုစမတို့ကအသေးစိတ်စနစ်တကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင် Star Camera တင်နန်းမှာ Camera account နဲ့ video class လေးကိုစမတို့ဒီမှာဆိုရင်လေ့လာလို့ရပါတယ်ရှင်ပုံမှန်တင်နန်းခြင်းလေးကတော့စမတို့က8000ကျပ်ပါ account နဲ့ video class ပေါ့နော်ဒါပေမဲ့စမတို့ကအစောဆုံးအနက်တို့10ဦးအတွက်စမတို့က4000ကျပ်နဲ့စပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့စမတို့ကလုပ်ငန်းတစ်ခုမှာလစာကောင်နဲ့ accountant တစ်ယောက်အနေနဲ့ရပ်တည်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ class လေးကို join လို့ရပါတယ်ရှင်